ကျွန်တော်ရဲ့ Transcript Master application ကစတင်တည်ထောင်ခဲ့တဲ့9လအတွင်းမှာသိန်းပေါင်း2000ကျော်ရရှိခဲ့ပါပြီ။ဒီနေ့တော့ကျွန်တော် app မှာလုပ်လို့ရတဲ့ feature တွေအားလုံးကိုတစ်ခုချင်းစီရှင်းပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့ transcribe ပါ။ဒီ tool ကတော့ကိုယ့်ဘက်က video သို့မဟုတ် audio ထည့်ပေးလိုက်ရုံနဲ့ AD ထဲမှာပြောထားတဲ့စကားပြောတွေအားလုံးကိုစာသားအနေနဲ့ထုတ်ပေးမဲ့ speech to text tool ဖြစ်ပါတယ်။ Okay ရှေ့မှာပြခဲ့တဲ့ video လေးကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လုပ်ပြပေးပါမယ်။အဓိကဒီ animator ဆိုတဲ့ tool လေးကိုဘယ်လိုသုံးရမလဲမသိတဲ့လူတွေတော့ပေါ့နော်။ So animator ကသူကအမြဲတမ်းတော့ဖွင့်မထားဘူး။ဒီ auto recap အတွက်ပေါ့နော်။ auto recap အတွက်ကျွန်တော်ဒီမှာ cheap server ဆိုတဲ့ credit သက်သာတဲ့ server လေးတစ်ခုရှိရလေ။အဲ့ကောင်လေးဖွင့်ထားပေးတဲ့အချိန်ဆိုလို့ရှိရင်သုံးလို့ရပါတယ်။ဆိုတော့ပုံမှန်အားဖြင့်တော့ကျွန်တော်အိယာနိုးတဲ့အချိန်ကနေပြီးတော့အိယာဝင်တဲ့အချိန်အထိတော့ဖွင့်ပေးထားတာများပါတယ်။ဒါပြင်နေတဲ့အချိန်မဟုတ်ရင်တော့အဲ့အချိန်ဖွင့်ပေးထားရပါတော့။ပုံမှန်တော့နေ့တစ်ဝက်ရှိတယ်ပေါ့နော်ပြောရမယ်ဆိုတော့အဲ့တော့ animator တွေကိုကျွန်တော်ဝင်လိုက်ပါအဲ့ထဲမှာဘာရှိမလဲဆိုတော့ဒီဘက်မှာ code version ဆိုတာရှိပါတယ်ပြီးဒီဘက်မှာ script version ရှိတယ်ဆိုတော့ code version ကကြတော့သူကဒီမှာ prompt ရေးပေးရမှာပေါ့နော်ဒီ code version မှာကြတော့ကိုလိုချင်တဲ့အတိုင်းကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံကိုအသေးစိတ်ရေးပေးဖို့လိုမယ်ဥမာအဖြစ်ဒီကုတ်လေးဆိုကြပါစို့ဒီကုတ်ဆိုလို့ရှိရင်တော့ကြာချိန်15စက္ကန့် ratio ကဘယ်လောက်เนาะပြီးရင်ဒါဘယ်လိုဗီဒီယိုအတွက်လုပ်မယ်ဆိုတာကျွန်တော်တို့ရှင်းပြမယ်ပြီးရင်နောက်ခံ background ဘယ်လိုရှိမလဲဟလာပြီးရင်သူကဒီမှာဘယ်ပုံလေးကိုဘယ်လိုလုပ်ပြီးတော့ ratio ဘယ်လောက်ထားမယ်စသဖြင့်ကိုကပြောမယ်ဆိုလို့ရှိရင်အသေးစိတ်ညွှန်ကြားတာပေါ့เนาะဒီ prompt ကျွန်တော် Telegram channel ထဲမှာပေးဘူးပါတယ်เนาะဆိုတော့အဲ့ဒါပေါ်မူတည်ပြီးတော့မှအောက်မှာဒီကို render လုပ်မဲ့ setting တွေကိုရွေးလို့ရတယ်ပေါ့เนาะဆိုတော့ဒီမှာ duration ဆိုတာကဗီဒီယိုရဲ့ကြာချိန်ဘယ်လောက်ကြာအောင်ထားမှာလဲเนาะဒီ FPS ဆိုတာက frame rate ပေါ့เนาะဗီဒီယိုရဲ့ frame rate ဆိုတာကတစ်စက္ကန့်မှာပုံပေါင်းဘယ်နှပုံပြမလဲဆိုတော့ကျွန်တော်တို့ရွေးတာပါဆိုတော့ frame rate ဆိုတော့ကျွန်တော်တို့ဗီဒီယိုကြီးကြည့်လို့ရှိရင်လေဒီဗီဒီယိုကြီးကလူတွေလှုပ်ရှားနေတယ်လို့ထင်တယ်မလားတကယ်တော့အဲ့ဒါတွေကလှုပ်ရှားနေတာမဟုတ်ဘူးပုံတွေကိုကျွန်တော်တို့ကိုတစ်စက္ကန့်အတွင်းမှာပုံပေါင်းများစွာကိုထပ်ပြီးပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့မျက်လုံးကအဲ့ဒါကိုလှုပ်ရှားနေတယ်လို့ထင်သွားတာတကယ်တော့အဲ့ဒါတွေကပုံနေနော်ဆိုတော့အဲ့တော့တစ်စက္ကန့်အတွင်းမှာပုံပေါင်း60ဆိုလို့ရှိရင်တစ်စက္ကန့်ဆိုကြာချိန်လေးကနည်းနည်းလေးအဲ့ဒါကိုမှပုံပေါင်း60ပြမှာဖြစ်တဲ့ကြောင့် smooth ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ FPS မှာဆိုလို့ရှိရင်ကျွန်တော်120တို့480တို့အများကြီးပဲရှိတယ်ပေါ့နော်ကျွန်တော်တို့60အထိပဲအများဆုံးပေးထားပါတယ်နော်ဆိုတော့အဓိကတော့ကိုဗီဒီယို smooth ဖြစ်စေဖို့ပေါ့ဆိုတော့ FPS ကို frame rate ကိုကျွန်တော်တို့30တို့ဟလာ10တို့12တို့ထားလို့ရှိရင်ဗီဒီယိုတွေကထစ်နေတာမျိုးတွေဖြစ်တတ်တယ်လေဘာလို့လဲဆိုတော့တစ်စက္ကန့်တွင်းမှာပြတဲ့ပုံရိပ်အရန်နဲလို့ပေါ့နော်ဆိုတော့ frame rate ကတော့ကိုကများများလိုချင်များများရွေးလို့ရတယ်30 fps ထားလဲကြည့်လို့တော့အဆင်ပြေပါတယ်နော်နောက်ပြီးတော့ကိုယ့်ရဲ့ ratio ကဘယ်လိုထားမှာလဲတိတ်ချိုးတစ်လားဟလာ vertical လား landscape လားဘယ်လို portrait လားကြိုက်တာရွေးလို့ရတယ်ပြီးတော့ output resolution ကို 1080p ကနေပြီးတော့ 4K ထိရွေးလို့ရပါတယ်နော်ဆိုတော့ဒီမှာ API provider မှာကျွန်တော် Grok AI ကတော့ကျွန်တော် API မရှိတော့စမ်းမကြည့်ရသေးဘူးနော်ChatGPT မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ ChatGPT API ရှိရဆိုလို့ရှိရင် GPT နဲ့လည်းလုပ်လို့ရတယ်Gemini API ရှိရဆိုလို့ရှိရင်လည်း Gemini နဲ့လုပ်လို့ရတယ် API key နဲ့သုံးပေးရမယ်ပေါ့နော်ဆိုတော့ကိုလိုချင်တဲ့ဟာရေးထည့်ပြီးပြီဆိုလို့ရှိရင်ဒီမှာတန်းနှိပ်လိုက်ရင်ထွက်ပါလိမ့်မယ်နော် custom code ဆိုတာကြတော့အဲ့လိုမဟုတ်ဘူး custom code ကတော့တိတ်ပြီးတော့သုံးတတ်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ code ကရေးတတ်ကြမှာမဟုတ်ဘူးဆိုတော့လေအဓိကတော့ custom code ကဘာအတွက်သုံးတာလဲဆိုတော့ဒီ AI ကိုမသုံးတော့ဘဲနဲ့prompt မပေးတော့ဘဲနဲ့ကိုထုတ်ချင်တဲ့ဟာကိုကုတ်အသေးစိတ်ရေးတာပေါ့နော်ဒါကတော့လူတိုင်းမလုပ်တတ်တော့ပါဘူးနော်ဘာအတွက်ထည့်ပေးထားတာလဲဆိုတော့ကိုကဒီထဲမှာမထုတ်ဘဲနဲ့တခြားအပြင်က Gemini မှာသွားပြီးတော့ကုတ်ထုတ်ခိုင်းပြီးတခါတည်းတန်းထည့်ခြင်းတဲ့လူတွေအတွက်ကျွန်တော် custom code လုပ်ပေးထားတာပါဒါကုတ်တွေပေါ့နော်ဒီကုတ်တွေကနေမျိုးဗီဒီယိုဖြစ်သွားတာနော်ဆိုတော့ဒီဘက်က script version ကကြတော့ပိုလွယ်ပါတယ်ကိုလိုချင်တဲ့ video script ကိုဒီမှာထည့်ပေးလိုက်ပြီးရင်ဘယ်လိုပုံစံလေးလိုချင်လဲဆိုတာကိုကျွန်တော်တို့ဒီမှာရေးပေးလိုက်ပြီးရင်ထုတ်လိုက်ရပါပြီနော်ဒါလေးပဲရေးရမှာရေးပြီးပြီဆိုလို့ရှိရင်အောက်မှာတော့ကိုလိုချင်တာကိုရဲ့ script အရှိပေါ်မူတည်ပြီးတော့ကြာချိန်ဘယ်လောက်ယူမလဲဒီ script ကိုကျွန်တော်အတန်သွင်းထားတာ25စက္ကန့်ကြာတယ်အဲ့တော့ကျွန်တော်ကကြာချိန်24စက္ကန့်ရွေးပေးလိုက်တယ်ပြီးမှကျွန်တော်ပြန်ညှိလို့ရတယ်ဗျ frame rate ကကျွန်တော်60 fps ထားလိုက်ရတယ်ကျွန်တော်လိုချင်တဲ့ ratio ရွေးမယ်ပြီးရင်ဒီမှာကျွန်တော်ကိုလိုချင်တဲ့ video quality ရွေးမယ်ဟလာပြီးရင်ဒီမှာ API key လေးထည့်ပြီးတော့ generate နှိပ်လိုက်ရုံပဲဒါပဲ script version ကတော့ပို့လွယ်တယ်ပေါ့နော်အဓိကတော့ကိုထုတ်ချင်တဲ့ video အတွက် script ကိုစာလေးထည့်ရေးပေးလိုက်ရုံပဲပြီးရင်ဒီမှာဘယ်လိုလိုချင်လဲဆိုတော့လေးနည်းနည်းအသေးစိတ်မဟုတ်ရင်တော့အကျန်းလေးရေးပေးလိုက်ရင်ရပါပြီနော်ပြီးရင်ဒီကောင်လေးကိုရွေးပြီးတော့နှိပ်ပြီးတော့ထုတ်ပေးလိုက်ရင်ရပါပြီ